Minglawa. The video masino present perfect tense ko lila makibare. Present perfect tense ko balun chini ma atongcha amale so yin ateka sabi akuchi tasai ni yin tong le. Now the kuba ateka phit khe de aya de akuri result ajobi hari shi ni me so yin tong ma le. တိတ်ကအတွေ့အကြုံတွေကိုပြောလို့တဲ့အခါမှာဆိုရင်ဒီ present perfect tense ကိုသုံးပါတယ်။သူရဲ့ sentence တိဆောက်ဖို့ structure လေးကတော့ subject have or has plus but past participle verb 3ပဲဖြစ်ပါတယ်။ဒါဆိုရင် subject အနေများနဲ့ဘယ်လိုတွဲရမလဲဆိုရင် I we you they လို့ plural noun is again have plus verb 3ကိုသုံးပြီးရေးရမယ်ပြော he she it တို့ singular subject တွေဆိုရင်တော့ has plus verb 3ကိုသုံးပြီးရေးရမှာပြောဒီလိုဆိုရင် present perfect tense ကို suppose sentence လေးတွေဆောက်တယ်သူရဲ့ဒီဆောက်တော့ subject have or has but 3ပါစကြည့်လိုက်အောင် I have lived in Yangon for 10 years ကျွန်တော်ရန်ကုန်နေတာ10နှစ်ရှိအခုတည်းလည်းနေနေတော့ဒီလိုမျိုးတက်ရောက်ပါတယ် She has studied English since 2022သူမအင်္ဂလိပ်စာလေ့လာနေတာ2020ကလေးအခုတည်းလေ့လာနေတော့လို့ပြောချင်တာဖြစ်ပါတယ် He has finished his sorry He has finished his projectသူရဲ့ project တွေပြီးပြီ They have visited Mandalay သူတို့ Mandalay ကိုလည်ဖူးတယ်ဒါဆိုလို့ရှိရင် result ကိုဒီကအတွေ့အကြုံတွေပြောတာဒီနေရာ I have tried sushi before ငါအရင်က sushi ကိုစားဘူးတယ်ဒါအရင်ကတွေ့ကြုံ experience ကိုပြောတာဒါကြောင့်လို့ဒီ present perfect tense ကို simple sentence အနေနဲ့လည်းပြောလို့ negative sentence အနေနဲ့ပြောလို့ question sentence အနေနဲ့သူတို့မျိုးသုံးကျင်နေဆိုရင်အတိတ်ကစာပြီးခုဒီဖြစ်နေတဲ့အကျိုးတရားတွေရှိနေမယ်နောက်ပါအတွေ့အကြုံ experience တွေပြောချင်တဲ့အခါမှာဆိုရင်ဒီ present perfect tense ကိုသုံးရပါတယ်ဒါကြောင့် negative sentence တွေ question sentence တွေကိုဆက်ပြီးလေ့လာကြည့်ရအောင် negative sentence ကိုလေ့လာကြည့်နေဆိုရင် subject have or has plus not but 3ပါဒါဆိုရင် sentence ကိုဒီဆောင်ကြအောင် I have not ဒါမှမဟုတ် haven't seen that movie ကျွန်တော်ဒီ video အဲ့ဒီ video ကိုမကြည့်ဘူး She hasn't no called me ဒီမှာကျွန်တော်ကိုဖုန်းခေါ်ဘူး He has not arrived သူမရောက်သေးဘူးဒါဆိုရင် now ဆက်လက်ပြီး question sentence တွေလေ့လာကြည့်အောင် question sentence လေ့လာကြည့်နေဆိုရင် have or has plus subject plus for 3 ပါနောက်ပါတော့ question mark
လေ့လာကြည့်အောင် Have you studied English for 5 years မင်းအင်္ဂလိပ်စာလေ့လာတာ9နှစ်ရှိပြီလား Has she read but 1 but 2 but 3ကိုဒီ read ကတခုတည်းပါဒါပေမဲ့အတန်ထွက်လေးတွေပွဲ read read but 2 but 3ဆို read အတန်ထွက် Has she read this book သူမဒီစာအုပ်ကိုဖတ်ပြီးပြီလား Have they watched that movie သူတို့ဒီဗီဒီယိုကြည့်ပြီးပြီလား Has he been to Bagan သူတို့ Bagan ရောက်ဖို့တတ်လား Have you invited them for your party မင်းသူတို့ကိုမင်းပါတီပွဲအတွက်ဖိတ်ပြီးပြီလားဒီမဲ့ဆိုရင်တိကျတဲ့အချိန်တွေအတိတ်အချိန်တွေပေါ့နော် yesterday last year since 2020 annual မှာဆိုရင်ဒီ present perfect tense ကိုမသုံးရဘူးဥပမာ I have seen him yesterday မနေ့ကသူ့ကိုမြင်ပြီးပြီအဲ့လိုပြောပါအဲ့လိုဆိုရင် simple past tense နဲ့သုံးပါပါတယ် I saw him yesterday မနေ့ကသူ့ကိုမြင်ခဲ့တယ်ဒီလိုသုံးပါပါတယ်ဒါဆိုရင် simple present perfect tense ကိုနားလည်နိုင်တယ်လို့ညွှန်လင်းမိပါတယ် Thank you for your watching